ตะโคมาป่ะโยดีมาตะโคมาดีมาเยอะไอ้มาย้ายไหนตะโคมาดีมาใส่มาลากว่าด้วยลาลูกใส่มาลาโคแล้วตะโคมาไอ้มาไอ้เมียพ่อกูเตะชาจีท่าดีมาโคแล้วตะโคมาดีมาเตะชาจีตู้เตะชาเปล่าย้ายไปท่าน้าวเจนเนี่ยสีเลยอากงตีอย่างเลยดีมาเศร้าข้อกูจีท่าไอ้เศร้าข้อกูเตะชาจีท่าตะโคมาไงยังกว่าเธอลาโคตะโคมาฮะลงอาจีเนี่ยจะเข้าร้านแล้วโคอ่ะนั่งเข้าร้านแล้วโคอ่ะนั่งเข้าร้านแล้วโคต้องว่าลากันแล้วโคกูเลยลาวิลาโคอ่ะฮะล่ะခလေးเจ้าပြလาခိုးတာဟာလားသွားခလေးဟိုမှာသွားကျွတ်တော့ခါသွားခလေးကလေးသွားခေါ်လောက်ပါနဲ့ကလေးဟမ်မလောက်ပါနဲ့မညီမလေးမလောက်နဲ့ကလေးမလောက်ပါနဲ့ခေါ်အဲ့ခလေးခေါ်မလောက်ပါနဲ့ခလေးအเจ้าပြပြီးလိုက်ခိုးစရမိမခလေးเจ้าပြပြီးလိုက်အဲ့ခလေးနဲ့ကွယ်ကွယ်ပြီးခိုးတာခလေးနဲ့ဈားနဲ့ညက်ပြီးခိုးတာဟမ်ခိုးမဟမ်အားဆိုင်မြန်သူလက်နဲ့လာစားနဲ့လာစားတာဟမ်တခါရလာဟမ်လာတာပြပါခိုးနေဟာလားဟမ်ပတ်စံရောနာရောတော့မရောနာငါနေရဲစခန်းနဲ့ခါရထဲမှာတော့ပြောပြီးသားကျမပတ်စံမရှိကျမကလေးနဲ့ဒီမကောင်းလို့စေးတိုးတယ်ဟာဒါအိမ်မပြောနဲ့နေတော့အဲ့ဒါလေးလာမင်းငါတော့အောက်တော့ထဲမှာလာမရှိဘူးငါဆိုင်ကပစ္စည်းခိုးရတယ်မှာလားပြန်လို့ချင်တယ်ဒါပဲပတ်စံမရှိဘူးထဲလေအေးထဲမှာပဲခေါ်ထားတယ်အခုဘာမှန်နေငေါ့မြန်အားဆိုင်ကို तू ကအမှလက်တက်လာဆန်းနေရိုက်တာတခါတော့အဲ့စောက်ခွက်ကိုအမှလူတကာသိသွားအောင်လို့စောက်ရှက်မရှိတဲ့မျက်နှာနဲ့ရက်ွက်ထမှာလဲခိုးနေတာတခိုးမှမီးပိတ်ထားလားဟိုကလိုင်းဝင်လာတယ်ဘယ်ကျိုးပြန်နည်းကျိုးလားဒီလိုနည်းကျိုးတော်တော့လာနေရလေးနေလာဆွဲအဲ့ဓာတ်တိုင်လာဆွဲလာဓာတ်တိုင်မှာကျိုးတုံးပါလားကျိုးကကျန်တဲ့ကျိုးကယူလာခဲ့လားစီလို့မရအောင်ကျိုးယူလာခဲ့လားဟာရဲလာမခေါ်မချင်းငါမှနေရိတ်ပေါ်လာတယ်ရဲလာမခေါ်မချင်းငါသူ့ဓာတ်တိုင်မှာခြိထားမှာဟောလာကောင်းလေးနေလာဆွဲလာဓာတ်တိုင်မှာကျိုးတုံးထားပါလားဓာတ်တိုင်မှာကျိုးတုံးထားတယ်အောင်မတက်ပြီးရောအဲ့ကျိုးတော့ကျိုးတော့ပဲကောင်းလားသူကလုံးနေအောင်ไปต้องทำอ่ะแกอย่าพลาดเลยโคที่ทานมาตะโคมาจะบ้าพันมาลาโคเนี่ยตะโคมาไอ้มาเศร้าพันอ่ะซูซีดีบีเนี่ยเดี๋ยวด้วยเราเศร้าพันอ่ะมีอะไรจะซื้อไม่ยอมนะไม่ยอมนะเลยยัดข้ามปูได้ไหมดีอ่ะต้องทำไอ้มันเดี๋ยวเรามาทานอะไรจ้าเลยมีไม่เสนอไหมตัวเราสั่งมาอย่างเลยตัวฮะพนักงานที่ไหนงานที่หลังกูอ่ะงานด้วยเราพนักงานที่ว่าดิจ้าเนี่ยအခုလည်းခါတက်လာတယ်ဟာလားဟမ်ဟာနှစ်ခါမလို့နှစ်ခါစလုံးနေယူသွားတာဒါတော့မယူရမှာလေနှစ်ခါစလုံးလာလားငါရဲ့နေ့တစ်ခါလာပေါ်လာတစ်ခါပြောအောင်လားဒီတမင်းကိုနေနေတိုင်းလာတယ်ဟမ်မလောက်ဟမ်တစ်ခါလာတစ်ခါပဲပါတယ်တစ်ခါမပါဘူးဒီမှာတစ်ခါခေါ်ထားတယ်ငါမှ CCTV ရှိတယ်သလားမင်းငါ့ကိုညင်းလို့မရလား CCTV နဲ့အကောင်လုံးဓာတ်ပုံကောင်ရိုက်ထားပြီးသားနော်ကဲရက်ကွာလူလာကြည့်လိုက်မှာတခိုးမရက်ကိုမှလာကြည့်ထားတယ်မှာစောက်ရှက်မရှိတဲ့နာခလေးဗန်းကြပြီးမှခိုးရတခိုးမဟမ်စောက်ရှက်မရှိတဲ့နာနဲ့လာခိုးနေတာပြောလိုက်ခလေးစားစရာမရှိလို့စားစရာမရှိလို့အဲ့တက်လောက်စားတယ်ချီကောင်းလက်ကောင်းနေလောက်စားရင်လောက်စားလို့ရတယ်ရတယ်ကစိုးရစူးစားတယ်မလားလို့ညနေဘာလဲမလောက်ခိုးရတခိုးမလာခိုးစားနေရပဲကောင်းကောင်းကိုလောက်မစားချင်ဘူးနေတော့လည်းလက်ချောင်းချင်းနေချောင်းငါတို့လည်းလက်ချောင်းချင်းနေချောင်းမှာလောက်စားနေတာပဲဒါခလေးလာဗန်းပြပြီးတော့လောက်ဟောစားဖြစ်နေတာလာပြီးမစားကြမရှိဘူးလားမပြောနဲ့လောက်မစားလို့မရဲခေါ်ထားတယ်ရဲခေါ်တာခဏရဲလာလိမ့်မယ်ရဲနဲ့ထည့်ပေးလိုက်လုံးအားကြီးတယ်တစ်ခါခိုးလို့နှစ်ခါခိုးလို့ရတယ်ဆိုလာတာဟာလားငါတို့ကလည်းနေစောက်အားတွေမဟုတ်ဘူးတလားဆိုင်မှာ CCTV တက်ထားစောက်အားတွေမဟုတ်ဘူးတလားဟာလည်းမျက်ခွက်ယူစောက်ကန်ထားလိုက်မယ်တလားဘာမှနေအောင်ငါ့လိုက်လာနေရငါလည်းမရှိတော့တတိရှိပဲလားငါလိုက်လာမနေဘူးတလားလာကြည့်သေးရဲ့
ပြီးလာလို့ ဒီမှာတခိုးမကြည့်ထားအဲ့ဒီခွက်ကိုကြည့်ထားတွေ့တဲ့ခါကျအဲ့မှာတခိုးမတွေကြည့်ထားစက်တရတုံးလေစောစောစီစီကိုစက်တရတုံးလာခိုးတာခဏအဲ့ခလေးတွေပဲခွဲခိုးနေဟမ်你အဲ့လိုပဲလောက်စားနေဟာလားတရုတ်ကတော့အဲ့လိုပဲလိုက်လောက်စားနေဟာလားဟမ်ရင်လဲဘူးသွားယူသွားရင်လဲဘူးနဲ့ခေါင်းနဲ့ခါနဲ့လောက်ချလိုက်မယ်နောက်ကခိုးစားလို့မရဘူးသွားရင်လဲတော့တဲလာခဲ့သွားကိုကြီးတော့တဲလာခဲ့ခေါင်းကလောက်ချလိုက်မယ်နောက်လောက်စားလို့မရဘူးသွားခလေးမှလောက်ချပြင်မယ်သွားဟာလောက်သွားငါမိုက်ဆိုတမရတာမိုက်နေသွားဟဲ့ချိုလာခဲ့တော့လုံးဘာမှလောက်ချတာငါပတ်စံပြန်ငါသားခွာယူပြင်မယ်လား အိမ်တော်မှပဲအိမ်မှာတည်ရတာမဟုတ်ဒီမှာစားပြီးတယ်သူများကြီးပါတည်ပြီးလုံးတိုက်စားနေတာ ရင်လည်းတော့ဥလာကငါအသားခွာပြီးပြန်မှာငါပတ်ဆက်ပြန်မရငါအသားခွာပြီးပြန်မှာလာခဲ့လား ဒီမှာပတ်စံလိုက်လို့စလေးနဲ့ဆေးကူလိုက်တာပုံလိုက်ချီတော့ နင်တော့စောက်ယူမဲ့နေနင်ခလေးအကောင်လို့ဘာလို့ဆဲဘူးလား ဆေးကိုတယောက်ချီတော့ပြက်နေတာချီနေတဲ့အမမယုံလိုက်ကြည့်အိမ်ကို ကြည့်စရာမလိုနင်တို့ဒုက္ခလာမယ်လူတိုင်းဒုက္ခရှိတယ်နော်လာမပြောနဲ့ခိုးစားတာပဲတခိုးပဲလောက်ပါနေတော့ရင်နှွေးမှုနဲ့လာပြီးအသားခွာယူပြင်မယ်ငါပတ်ဆက်နော် တော့ရဲဒီမှာထားမှာ အဲ့ခမ်းတော့ခက်လားယူခဲ့ကြော်လာခဲ့ရင်နှွေးတော့အသားခွာယူပြင်မယ် ကျိုးနေရ